230တဲ့021နဲ့မစိုးနော် Lunox လေးကချင်းကြီးကောင်းတယ်ဟုတ်လား Lunox ရဲ့ဟွာတွေက KD ratio တွေကကဲအဲ့တော့ကျွန်တော်တို့ဒါစတယ်မီတော့လာမလူတော့ဘူးဗျတစ်ဖက်ကနော်ဟိုတော့ mega pressure ရရှိနေတာဖြစ်တဲ့အတွက်ကြောင့်တော့ကျွန်တော်တို့ဒီအဓိကတစ်ဖက်က YG ဆိုရန်လော်ပြီးမမားဘူးအတွက်ပဲကျွန်တော်မျှော်လင့်ရလိမ့်မယ် as well and potentially with this Lord stage မာမလာတော့ကြည့်ရမယ်ရန်လောဖို့တော့လူတယ်ဗောနော်ဘာလို့လဲဆိုတော့သူတယောက်တည်းလောတဲ့ရှေ့သုံးမှာဦးရှေ့သုံးကနေထွက်ပြီးတော့သွားနေပြီဒါပေမဲ့အဓိကဒါဘိတ်တာပါဒါကတော့ဖက်ကနေလိုက်လာမလားဆိုရင်ဒါကြီးဘိတ်တယ်ချင်းကြီးပြန်လာကြည့်တယ်လောတဲ့ထီကတော့ကျွန်တော်တို့ပြော high ground တွေကနေလုံးဝမထွက်ရဲဘူးဗောနော် high ground တောင်ကုန်းပေါ်မှာပဲအကောင်းဆုံးတော့ပြန်ပြီးထိန်းထားခဲ့တဲ့တစ်ဖက်ကကျွန်တော်တို့ team zone တွေကိုမြင်နေရတယ် YG အချိန်ကြီးတော့တစ်ချက်ကြည့်နေပြီသူတို့အနေနဲ့လည်း win dive ဖို့တော့ပြင်ဆင်ထားခဲ့ပြီဗျာဆိုတော့ player ရှေ့ဆုံးကနေကျွန်တော်တို့ကားကြီးနဲ့ဟန်ဦးဆောင်ပြီးပြေးရွှေ့လာခဲ့ပြီတောက်လျှောက်ပဲကားနဲ့ပဲဖြတ်ပြီးပြေးဝင်ထားတဲ့အချိန်ဒီမှာနောက်ကလီးနေအလင်းနေတော့ပြထားတယ် ဟာလိုင်းရတယ်လူရစိတ်ကတည်း ဥပမာလည်းအင်းတရားနေရလေကျွန်တော်တောက်လျှောက်ကိုပြစ်ခွဲမိတ်ခင်းမိတဲ့အချိန်ဒီမှာနောက်တဲ့ဘန်ခိုင်တွေ့ရတဲ့ဇက်ပဲကျန်တော့မပြတ်သေးဘူးဒါပေမဲ့မရတော့လီးနာအဆုံးသက်ပေးထားခဲ့ပြီနောက်ထပ်ကျွန်တော်ဝမ်မဲဒေါင်းသွားခဲ့ပြီ forward the fight ဆိုတဲ့ချိန်ဒီ stage အရင်တော့ဝါတာအမှပြန်ပြီးတော့ကျွန်တော် 4v1 တီးထုတ်ခံလိုက်ရပြီးတော့ပဲကျွန်တော် stage လုံးမကယ်လို့မရတော့ဘဲနဲ့တန်းပြောင်သွားခဲ့ပြီဗျာ ချင်းဒီမကောင်းတကယ်အဲ့လိုကြီးပေးလိုက်ရတာကြီးကနော်မတန်ဘူးဒီတိုင်းဆိုရင်တော့ one for one trade ဆိုရင်လည်းတစ်ဖက်ကကျွန်တော်တီကောင်နဲ့လဲလိုက်ရတာကြီးကမဖြစ်သင့်ဘူးနော် This is the hardest part about the Yangon ကျွန်တော်ပဲတင်းဆိုကဲဒီတော့ကျွန်တော်တို့ဒါပြောရရင် foot law ပေါ့နော် foot law လိုဖြစ်သွားမလဲ cloud ခွဲထားတာကြီးကလည်းတော်တော်လေးချင်းကြီးကောင်းနေရဆိုတော့ကျွန်တော်တို့ဒါ5 versus 5ဆိုတဲ့အချိန်ကြီးကိုပြန်ရောက်လာခဲ့ပြီတီကောင်တကောင်ပြန်ပြီးတော့ထွက်လာပြီဆိုတော့ကျွန်တော်10 minute ပဲလူတော့ကျွန်တော်တို့ဒါပြောရင် lost spawn ဆိုတဲ့အချိန်ကြီးမှာဂိုးကွာ charger ကတော့ကျွန်တော်တိတ်တော့မရှိတော့ဘူးဗျအဓိကလိန်ကင်းလေးရောက်ပြီဆိုတော့ item ကြီးကသိရမလားအကုန်လုံးကတော့စုံသင်းသလောက်တော့စုံနေပြီအဓိကကျွန်တော်တို့ဒါထားတဲ့အဓိကထားတဲ့ player တွေကလည်း item 6ခွက်ကတော့ပြည့်နေတော့ပြီဗျာနော်ဟုတ်တယ်ကျွန်တော်တို့ဒီမှာဆိုတွေ့ရတဲ့အတိုင်း join cloud item 6ခွက်ပြည့်နေပြီဘယ်လောက်ပဲပေးနေပါစီဗောနော်ဆိုတော့ Lunox ကတော့ item တစ်ခွက်တော့လူသေးရဲ့ဗျ တဖက်ဖက်နဲ့ကိုဘရီလာတကယ် ခေရတော့ဒီအနေထားပွဲသားချင်းကလည်းတဖြည်းဖြည်းနဲ့တော့18 မိနစ်ထဲကိုရောက်လာပြီ18မိနစ်ထဲကိုရောက်လာပြီဗောနော်ဒေါ်လေးကိုချင်းနီကဆိုရင်စိတ်ပူစရာကောင်းလာတဲ့ချင်းနီမျိုးဖြစ်လာပြီလေကင်းရောက်လာလေဘိုးကွာချားချက်ဆိုတာကမတိတာတော့နေဖြစ်သွားလိမ့်မယ်ဗျကဲအဲ့တော့ခိုင်